ကလာဘဲချမ်းတို့ဒီလိုကလာဘဲချမ်းမစင်အလွယ်တကူအမြန်နည်းနဲ့ချက်ချင်တော့ဒီလိုကလာဘဲမုံနဲ့ချက်ပေါ့နော်ကလာဘဲမုံကိုစနွန်လေးနည်းနည်းလေးထည့်ပြီးရည်လေးဒီလိုကြည်အောင်ဖြော်ထားပေးလိုက်မှာပေါ့နော်ဒီလိုလေးကြည်သွားတဲ့ဒီဖြော်ပြီးတော့မှရင်းနှီးပူပွဲစုတဲ့ကိုအဲ့ဒီပဲမုံဖြော်ထားတဲ့ကလည်းလောင်းထည့်လိုက်တာပေါ့နော်ပြီးတော့ဒါလေးကိုပုတ်ပွက်ဆူပြီးတော့မှပဲစိမ့်နှာနဲ့ပျောက်သွားတဲ့အထိမွေပေးလိုက်ပေါ့နော်ဒါကတော့မွေးခါနဲ့စဖို့စီကျက်လုပ်ထားပေါ့နော်ဒါလေးပဲစိမ့်နှာပျောက်ပြီးတော့မှပုတ်ပွက်ဆူသွားပြီဆိုလို့ဆိုရင်အချိုမုံထဲမယ်စားထဲမယ်ပေါ့နော်ငမ်းကြိုင်လေးနည်းနည်းထည့်ပေးလိုက်မှာပေါ့နော်ပြီးတော့တခါဒါကတော့အညာမွေးခါရဲ့အတိကအသက်ပေါ့နော်အစွန်6ရဲ့ကျက်သွန်ဖြူရဲ့ဂျင်းရဲ့ပေါ့နော်အဲ့ဒီ3မျိုးပေါ့နော်ဒါလေးကိုထောင်းထားပေါ့နော်ဒီမှာကျက်သွန်ဖြူရဲ့ဂျင်းရဲ့ပစွန်6မြများရဲ့ပေါ့နော်ဒါလေးဒါလေးကိုဟင်းရင်နည်းနည်းကြာသွားတဲ့အထိပို့ပွဲစု9မိနစ်7မိနစ်လောက်တည်ပေးထားလိုက်မှာပေါ့နော်အနံဒါလေးထည့်လိုက်တာနဲ့အနာအရောင်မွေးတက်လိုက်ပြီနော်ဒီမှာပြပြနေနေလေးပေါ့နော်ဒီမှာပစွန်6လေးမြများလေးနဲ့ပြီးတော့မှမုံဖာလေးထည့်ပြီးတော့မှအဲ့ဒီမွေးခါဟင်းရင်လေးကိုစောင့်လိုက်တာပေါ့နော်ဒီလိုပြပြနေနေလေးပေါ့နော်ဒါတော့အညာရွာမှာဒီဘုန်းကြီးကျောင်းမှာတွေလည်းစတူဒီတာတွေကျွေးတဲ့အညာမွေးခါပေါ့နော်ဒီမှာပြီးတော့နန်နန်ပင်လေးကျက်သွန်လေးရပြီးတော့မှဒီလိုစီချက်လေးရဟိုရှဲ့ပဲဒါဆိုရင်ရိုးရိုးရှင်းရှင်းလေးနဲ့ဘာမှအချိန်လည်းမကုန်ဘူးကုန်ကြစေးလည်းမများဘူးပါဝင်ပစ္စည်းလည်းမများဘူးပေါ့နော်အဲ့မှာရှိတဲ့ပစ္စည်းနဲ့အလွယ်တကူချက်စားလို့ရပါတော့နော်